လက်ထက်စာချုပ်ထက်ပိုလေးနဲ့တဲ့ဂဏိကပါလေလက်ထက်စာချုပ်ထက်ပိုလေးနဲ့တဲ့ဂဏိကဝတ်တစ်ခုကြောင့်မင်းကိုပြောပြခြင်းနဲ့လူတွေကလက်မှတ်ထိုးလိုက်ရင်ခိုင်မြဲပြီလို့ထင်ကြပေမဲ့တကယ်တော့အဲ့ဒါကစက်ကူဘောကစာသားတွေတက်ပဲတကယ်ဂဏိဆိုတာနှလုံးသားထဲမှာနက်နက်ရှိုင်းရှိုင်းရေးထိုးရတဲ့အရာမျိုးဖြစ်ရမယ်မင်းရဲ့ဘဝလက်တွဲဘောကိုပိုင်ဆိုင်ရုံနဲ့မဟုတ်ပဲသူ့ရဲ့စိတ်တန်ရာတွေကိုပါနားလည်ပေးဖို့အဆင်သင့်ဖြစ်ပြီလားပျော်ရွှင်တဲ့အချိန်တွေမှာအတူရှိနေဖို့ကလွယ်ကူပေမဲ့ခက်ခဲတဲ့အချိန်တွေမှာလက်တွဲမဖြုတ်ဖို့ကပိုအရေးကြီးတယ်။အဲဒီလိုအချိန်တွေမျိုးမှာမင်းပြသလိုက်တဲ့တည်ကြည်မှုကလက်ထက်စာချုပ်ထက်အဆအုံပိုခိုင်မာစေတယ်။ချစ်တယ်ဆိုတဲ့စကားတခွန်းထက်မင်းရဲ့လုပ်ရက်တွေကပိုပြီးကျေလောင်မှုလိုအပ်တယ်။မင်းဘက်ကဘလောက်ပဲပေးဆက်ရပါစေသူ့ရဲ့ပျော်ရွှင်မှုအတွက်အမြဲတမ်းရှိကရက်တည်ပေးတာမျိုးပေါ့။အဲ့ဒါကမှတကယ့်ကိုလေးနက်တဲ့ဂရိကဝတ်ဖြစ်ပြီးဘယ်တော့မှပြတ်ပြဲမသွားနိုင်တဲ့တန်ရောစင်ပဲလူတယောက်ကိုချစ်ဖို့ဆိုတာတခဏတာစိတ်ကူးရင်မှုမဟုတ်ပဲတသက်တာတာဝန်ယူမှုတစ်ခုဖြစ်တယ်မင်းသူ့ကိုနာကျင်အောင်မလုပ်ဘူးလို့ခရီးပေးရတဲ့သူ့ရဲ့နာကျင်မှုတွေကိုအတူဝေမျှခန်းစားပေးဖို့ကပိုပြီးအဓိပ္ပာယ်ရှိတယ်အချိန်တွေဘလောက်ပြောင်းလဲပါစေမင်းရဲ့ဂရုစိုက်မှုတွေကအရင်အတိုင်းရှိနေဖို့လိုတယ်ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုမှာစီကံတွေထက်နားလည်မှုတွေကပိုပြီးအသက်ဝင်တယ်တယောက်နဲ့တယောက်ယုံကြည်မှုဆိုတဲ့တိုင်းကိုခိုင်ခိုင်မာမာတည်ဆောက်ထားရမယ်။အဲ့ဒီယုံကြည်မှုကိုမင်းဘက်ကဘယ်တော့မှအကြောင်းမထင်စေဖို့ကအကြီးမားဆုံးဂရုတစ်ခုပဲ။မင်းရဲ့ဘဝတွေကိုသူရောက်လာတာဟာကံကြမ္မာကြောင့်ဆိုရင်သူ့ကိုမျက်မျက်နှုံနှုံတန်မိုးထားဖို့ကမင်းရဲ့ရွေးချယ်မှုဖြစ်တယ်။အဲ့ဒီရွေးချယ်မှုကိုဘယ်လိုအကြောင်းနဲ့မှမပြောင်းလဲပြဖို့မင်းကိုမင်းဂရုထားရမယ်။စိတ်ဆိုးစိတ်ကောက်တဲ့အချိန်တွေမှာတော့လမ်းခွဲဖို့ကိုမင်းစဉ်းစားမှမဟုတ်ဘူး။စက်ကူဘောကလက်မှတ်ကဥပဒေအရခိုင်လုံပေမဲ့မင်းရဲ့နှလုံးသားကပေးတဲ့ဂရုကတော့ဘဝအတွက်ခိုင်လုံတယ်။တယောက်ကိုတယောက်လေးစားမှုရှိရှိနဲ့ရှေ့ဆက်နိုင်မှုကအဓိကအကြဆုံးပဲ